အခြေခံအကျဆုံးရွှေတွက်တွေကိုသိချင်လားအဲ့ဒါဆိုဒီဗီဒီယိုဆက်ကြည့်ပေးနော်ကျွန်တော်တို့အခုခေတ်သူတော်တော်များများကရွှေဝယ်ယူစုဆောင်းတာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလာကြတယ်အဲ့ဒီမှာတစ်ခုရှိတာကရွှေတွေဝယ်ယူမယ်ဆိုလို့ရှိရင်အခြေခံအကျဆုံးရွှေတွက်တွေကိုသိထားဖို့တော့လိုတယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ဖုန်းတစ်လုံးရှိုံနဲ့ရွှေလွယ်လွယ်တွက်လို့ရတဲ့နည်းလမ်းပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဝယ်ယူမဲ့ရွှေတွေရဲ့အလေးချိန်ကိုသိဖို့လိုတယ်အဲ့ဒီနောက်မှာတော့ IPC ရဲ့တန်ဖိုးကိုထပ်ပေါင်းမဲ့ရော့လက်ခဆိုတဲ့ extra charges တွေကိုလည်းသိဖို့လိုတယ်အဲ့နှစ်ခုသိသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ရွှေတွေတန်ဖိုးကိုတွက်လို့ရပါပြီကျွန်တော်အခုဒီ15ပဲလက်စိုးလေးရဲ့တန်ဖိုးကိုတွက်ပြပေးမယ်နော်ဒီ15ပဲလက်စိုးလေးကရွှေချိန်2ပဲ1ရွေးတစ်ချမ်းရှိတယ်အရောက3ရွေးတစ်ချမ်းရှိတယ်အဲ့ရကိုကျွန်တော်အခု15ပဲပေါက်စေ65သိန်းစီနဲ့တွက်ပြပေးမယ်နော်လက်စိုးလေးရဲ့ရွှေချိန်က2ပဲ1ရွေးတစ်ချမ်းအရောက3ရွေးတစ်ချမ်းရွှေချိန်နဲ့အရောကိုကျွန်တော်ပေါင်းလိုက်တဲ့အခါမှာတော့2ပဲ5ရွေးရတယ်အဲ့2ပဲ5ရွေးကို15ပဲရွှေလေး65သိန်းနဲ့ကျွန်တော်မြှောက်ပြပေးမယ်နော်ကျွန်တော်တို့ရွှေတဲ့တန်ဖိုးတစ်ခုတွက်တော့မယ်ဆိုရင်အခြေခံ unit တွေကိုသိထားဖို့လိုတယ်အဲ့ဒါတစ်ချက်မှာ16ပဲရှိတယ်တစ်ပဲမှာ10ရွေးရှိတယ်တစ်ရွေးမှာ4ရွေးစိတ်ရှိတယ်အဲ့ unit တွေသိထားပြီဆိုတော့ဆက်တွက်လို့ရတယ်ပထမဆုံးရွေးကိုပဲဖွဲဖို့အတွက်9စား8ပြီးရင်8ကပဲ4ချိန်နဲ့ပေါင်းမယ် total ပဲရပြီဆိုရင်တော့ကြက်ဖွဲဖို့အတွက်အစား16အဲ့ဒါဆိုရင်ကြက်4ချိန်ထွက်လာပြီရလာတဲ့ total ကြက်4ချိန်ကိုရွှေစည်းနဲ့ညှောက်လိုက်ရင်တော့ပစ္စည်းတန်ဖိုးထွက်လာပါပြီအဲ့မှာတစ်ခုသတိထားမှာဟာ phone calculator နဲ့တွက်တာဖြစ်တဲ့အတွက် calculation တစ်ခုပြီးတိုင်းမှာ equal တစ်ချက်စီနှိပ်ပေးဖို့လိုပါတယ်တကယ်လို့ equal မနှိပ်ဘူးဆိုရင် result မှားနိုင်ပါတယ်အဲ့ဒါကိုကျွန်တော်ထပ်တွက်ပြပေးမယ်နော်ပုံမှန် calculator တွေအတိုင်းတွက်မယ်ဆိုရင်9စား8ပေါင်းနဲ့အစား16အမြောက်ရွှေစည်းနှုန်းဆိုပြီးဖုန်းနဲ့တွက်တဲ့အခါမှာ equal မနှိပ်ပဲတွက်သွားမယ်ဆိုရင် result မှားသွားနိုင်ပါတယ်ကျွန်တော်အခုပြောပြပေးသွားတာကတော့ဖုန်းတစ်လုံးရှိုံနဲ့လွယ်လွယ်ကူတွက်လို့ရတဲ့ရွှေတွက်နည်းပဲဖြစ်ပါတယ်ဒီနည်းလမ်းလေးကအခြေခံအကျဆုံးနည်းလမ်းဖြစ်လို့အားလုံးပဲအသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်